တထားနဲ့စသည်ကလေးကအခုလိုတခါမှအနိကစကားမပြောဘူးတာကြောင့်ကျုပ်လည်းစိတ်လှုပ်ရှားစွာနဲ့ဘာလို့အိမ်မပြန်မဲ့အခုလိုလာတာလဲလို့မေးခဲ့တယ်။သူကလည်းသူစိုးသွမ်းခဲ့တာတွေကြောင့်အိမ်ပြန်ပြီးတော့အဖေမျက်နှာမကြည့်ရဘူး။အဖေသမီးမဖြစ်ထိုက်ဘူးလို့ပြောခဲ့တယ်ဗျ။ဘာမှဖြစ်ပါဘူးတထားရဲ့။အဖေကဘာမှပြောပါဘူး။ကျမသူနဲ့လိုက်သွားမိရအရန်မှားတယ်။အခုသူကျမကိုထားသွားပြီ။အရန်ရှက်တာပဲ။ကျမလိုလူကအသက်ဆက်ရှင်နေတဲ့တန်မိုးမရှိတော့ဘူး။အဲ့လိုမတွေးပါနဲ့။အဖေကလည်းတွေးဦးမှာပေါ့။အဖေကပြစ်ထားမှာမဟုတ်ပါဘူး။အားလုံးထားခဲ့ပြီးအစ်စ်ကပြန်စားကြရအောင်နော်။ကျုပ်လည်းတရားချတာပေါ့ဗျာ။တထားမှားခဲ့တာတွေကိုတွေးပြီးတော့ဝမ်းပတ်တနဲ့ငိုကြွေးခဲ့တယ်။အဲ့ဒီနောက်ကျုပ်ဒီလောက်မောင်ကြီးမဲကြီးတဲ့သူဘယ်လိုလာလဲသိကျင်တဲ့စိတ်နဲ့မေးလိုက်တယ်ဗျ။တထားကသူနေ့လည်ဘက်ကလာပေမဲ့ဘယ်သူမှမသိသေးချင်တာကြောင့်တငယ်ချင်းအိမ်မှာတဲပြီးညမှာထွက်လာကြောင်းပြောခဲ့တယ်။ပြီးတော့အဖေနဲ့ဘသူ့ကိုမှမသိသေးချင်တာကြောင့်ဘသူ့အိမ်မှာတဲလဲတော့မမေးပါနဲ့လို့ပြောတယ်ဗျ။ကျုပ်ကိုယ်တိုင်ကလည်းတထားတခွန်းဆိုရင်တခွန်းမဲ့ဆိုတော့ထပ်မပြောတော့ဘူးပေါ့။ပြီးတာနဲ့သူ့ကိုသတိရသေးလားလို့တထားမေးလာတယ်။ကျုပ်လည်းဒီတစ်ခေါက်ကန်းကောင်းပြီးခန်းစားချက်ကိုပြောပြခွင့်ရတာမလို့ချက်ချင်းပဲပြန်ဖြေလိုက်တာပေါ့။အားလုံးကရက်တော့ရင်ပျော်ရွှင်စွာနားထောင်နေခဲ့ကြပါတယ်။အကိုကျမကိုချစ်တုံးမဲလား။ဘာလို့အဲ့လိုမေးတာလဲ။အစားတောင်သေးပေးနိုင်သေးတာကွာ။အဲ့လိုမမေးပါနဲ့။တကယ်လား။ကျမတေးတဲ့သူပါ။အကိုနဲ့မထိုက်တန်ပါဘူး။တကယ်ကိုတေးတဲ့လား။တထားတင်အကိုလည်းလိုက်တည်မှာ။တထားတေးကြရက်လားဆိုတဲ့ပုံစံနဲ့ကျုပ်မျက်နှာကိုကြည့်လာတယ်။အကိုနဲ့ဆိုကျမလည်းတေးရဲတယ်။ဒါဆိုမနှက်ပြန်ထပ်ပြောကြရအောင်။ကျမတို့အတူသေးပြီးနောက်ဘဝမှာလီမီယားတွေအနေနဲ့အတူပြန်မွေးဖွားကြတာပေါ့။ကျုပ်ပြောတော့မှပြောလိုက်ပြီမဲ့ကျုပ်ပါသေးသွားရင်အဖေတယောက်ထက်ဒုက္ခရောက်မှတွေးမိလိုက်တယ်။ဟာမလုပ်ပါနဲ့။ကျုပ်လည်းတထားရဲ့သေးချင်နေတဲ့စိတ်ကိုပျောက်သွားအောင်ဖြောင်းဖြတာပေါ့ဗျာ။တကယ်ဆိုအဖေကခွင့်လို့ပြီးတော့အပြစ်မယူရင်အကောင်းဆုံးပဲမလား။ဒါမှမဟုတ်ပတ်ဝန်းကျင်ကလက်မခံလို့ပြောကြမယ်ဆိုလဲတခြားပြောင်းနေကြတာပေါ့ဗျာ။ဒါပေမဲ့ကျုပ်လိုဘာမှလောက်ဝယ်မရှိတဲ့သူကတခြားပြောင်းနေတော့ရောဘယ်မှာနေပြီးဘာနဲ့စားရမလဲပေါ့။ဒါကြောင့်ပြောမထွက်ပြန်ဘူး။ကျုပ်တို့အများကြီးပြောပြကြပေမဲ့သူဘသူနဲ့လိုက်သွားလဲဆိုတာတော့မမေးပြခဲ့ဘူးဗျ။ပြီးခဲ့တာတွေပြီးပါစေတော့တထားကိုလည်းစိတ်မညစ်စေချင်ပါဘူး။အခုအရေးလည်းမယူချင်ဘူးပေါ့ဗျာ။ကျုပ်တို့စကားပြောကြရင်မနေ့မိုးလင်းကနေအချိန်ရောက်လာတော့တထားအဖေမနှိုးခင်သူပြန်တော့မယ်။တကယ်ချင်းအိမ်ပြန်ဖို့အနောက်ဘက်ကိုလိုက်ဖို့လို့ပြောခဲ့တယ်။အကိုအိမ်အထိကိုလိုက်ဖို့ပြီလို့ရမလား။ကျမဘက်မှာနေလဲမသိကျင်တယ်လို့ပြောထားပေးပြီမလား။သူမပြောပြီးတာနဲ့ထွက်သွားခဲ့တယ်။အမြဲတမ်းတင်ငယ်နေရတဲ့ကျုပ်အတွက်တထားရဲ့အတူသေးပြီးလင်မယားတွေအနေနဲ့ပြန်မွေးဖွားကြမယ်ဆိုတဲ့စကားကျုပ်ကိုအားတက်စေတယ်ဗျ။နောက်ဘဝအထိဆောင်းရမယ်ဆိုရင်တော့မှဒီဘဝမှာလည်းအဆင်ပြေမလားဆိုတဲ့မျှော်လင့်ချက်လေးတော့မျှော်လင့်မိပါတယ်။တဲကိုပြန်ရောက်ထားနဲ့ပြန်မအိတ်တော့ပဲထိုးစားအနိုင်ကျွဲတွေကိုအစာကျွေးချက်စရာရှိတာချက်ပြီးစားတောက်လိုက်တယ်ဗျ။မနက်မိုးလင်းတော့အဖေကတရားအတူဆောက်ဖို့ခေါ်တာကြောင့်ကျုပ်လည်းကျွဲတွေကိုအနာပေးပြီးတားအဖာနဲ့အတူဆောက်လိုက်တာညနေဆောင်းသွားခဲ့တယ်။အဖေကကျုပ်ရီမောစကားပြောနေတာကြောင့်အံ့ဩနေပုံရတယ်ဗျ။အကြောင်းပြချက်ကတော့ကျုပ်ဒီညတထားနဲ့တွေ့ရတော့မှကြောင်းပေါ့ဗျာတထားကိုတေခွင့်မပြုပဲအတူပျော်ရွှင်ဖို့နီလန်းရှာဖို့ရည်ရွယ်ထားပြီးအဖေကိုလည်းတထားပြန်လာပြီးဖြစ်ကြောင်းနဲ့ပတ်ဝန်းကျင်ကအသိမပြောကြအောင်ဘယ်လိုကာကွယ်မလဲဆိုတဲ့နီလန်းရှာဖို့ကြုတ်ဆုံးဖြတ်ထားခဲ့တယ်အဲ့အချိန်ဆက်လေတန်းကြားလိုက်ရတယ်ဗျကျုပ်တို့လည်းဘယ်သူမှမသိပေမဲ့ကိုယ့်အိမ်ရှိရဖြတ်တော်တာဆိုတော့ကြည့်မိခဲ့ကြတယ်ဗျလေဘောကမျိုးသူတွေလိုဝတ်ဆင်ထားတဲ့အမျိုးသမီး2ယောက်ကကျုပ်တို့အိမ်ဘက်ကိုလက်ညှိုးထိုးကြပြီးတရားနာမှာဆက်တက်လိုက်တယ်အဖေကထွက်မသွားသေးပဲဘသူဆိုတော့လှမ်းကြည့်နေတယ်။အကိုကျမသူစားလေဟေးသူစားလားအဲ့ဒီအမျိုးသမီးကအသက်ဆောက်ထားတဲ့တရားပေါ်တက်လာခဲ့တယ်ဘလို့လောက်ပြီးတော့ရောက်လာကြရတယ်မကောင်းတဲ့ကိစ္စတစ်ခုကိုကြုံတွေ့လာရတဲ့ပုံစံနဲ့သူကပြောပြခဲ့တယ်ဗျတတ်ထားပေါ့
တထားနာမည်ကိုပြောပြီးငိုတာကြောင့်အဖေလည်းကြောင်သွားတာပေါ့တထားဘာလို့ထားလို့အခုလိုငိုနေရလဲ တက်ထားတည်သွားပြီကျမအိမ်မှာတက်တည်သွားတာ ဟုတ်လား အဖေကယုံတလက်မယုံတလက်မေးလိုက်တယ်ကျုပ်ခဏငိမ့်သွားပြီးခိုးပြုတ်မိတယ်ဗျာတထားသိမသိကျုပ်အသေးချာသိတာ哦 အကိုရဲ့သူအဲ့လောက်အတွေးတိတ်လိမ့်မယ်လို့ကျမမထင်ထားဘူး ဘာဖြစ်တာလဲပြောစမ်းမအောင်ဟာ အဖေကဒီအမျိုးသမီးဘာဆက်ပြောမလဲစောင့်ကြည့်နေတာပေါ့ဘယ်ကဘလို့လာပြီးတော့အကောင်းကြီးရှိနေတဲ့သူကိုတေးပြီးဆိုလဲပြောရလေပေါ့ဗျာ လူငယ်တဲ့9ရက်6ရက်လောက်ကကျမစီရောက်လာတယ်သူလေနှောင်းလိုက်ပြေးလာပြီမဲ့အဲ့လူကအခုသူ့ကိုထားသွားပြီရဲ့ကျမလည်းအိမ်မှာအရင်လက်ခံထားလိုက်တယ်ကျမပြောတယ်အကိုကိုတောင်းပန်ပြီးအိမ်ပြန်ပို့ပေးမယ်လို့သူလည်းဝမ်းသာနေတာလူငယ်တဲ့3ရက်လောက်ကကျမတို့မုံလုံးဖို့ပစ္စည်းဝယ်ပြီးပြန်လာတော့သူ့ကိုယ်သူတက်တည်ပြီးနေပြီကျမမေးလည်းမတက်ပဲအခုကျမဖုန်းကြီးကြောင်ပို့ထားပြီးပြီအတူတကြိုဖို့အကိုကိုနားခေါ်တာ အဲ့ဒီအမျိုးသမီးစကားဆုံးတာနဲ့သူ့ကျုပ်အဖေကိုငွေလာလိမ့်တာဖြစ်ကြောင်းကျုပ်သိလိုက်ရတယ်အဖေကစိတ်ဆိုးပြီးတော့မတကြိုဘူးဆိုရင်ပတ်စံတောင်းတော့မယ်ပေါ့ဗျာဒါပေမဲ့လည်းအိမ်မှာကတ်နေရတဲ့သူဆိုတော့ဘာမှဝေမပြောနိုင်ခဲ့ဘူးပြီးမှပဲအဖေကိုပြောပြတော့မယ်လို့တွေးထားလိုက်တယ်အဖေကအဲ့ဒီအမျိုးသမီးကိုအိမ်ထဲကိုဖိတ်လိုက်တယ်ဗျကျုပ်လည်းရေမို့ချိုချက်ပြုတ်ပြီးတဲ့နောက်စကားပြောဖို့အဖေကိုအိမ်နောက်ခေါ်လိုက်တယ်ပြီးတာနဲ့မင်းညကျုပ်ကြုံခဲ့တာတွေကိုပြောပြလိုက်တယ်ဗျအဖေလည်းဘသူ့ကိုယုံအောင်မှမသိတော့ပဲကြောင်းသွားတယ်အဲ့ဒီနောက်ကျုပ်ကအဲ့ဒီအမျိုးသမီးဘာဆက်လုံးမလဲသိအောင်ယုံတယ်လို့ဟန်ဆောင်နေဖို့ပြောလိုက်တယ်ဗျ အေး ပြီးတာနဲ့ဘသူမှတန်တရားမဝင်အောင်အိမ်မောအမြတ်တက်လိုက်ကြတယ်ကျုပ်တို့လည်းစားစရာတွေအများကြီးချက်ပြုတ်ပြီးဧည့်သည်ကိုဧည့်ခံခဲ့တယ်ပေါ့ဗျာအဲ့ဒီအမျိုးသမီးကကျုပ်အဖေရဲ့ညီမဆိုတာသိလိုက်ရပြီးမြို့ပေါ်မှာဈေးရောက်နေသူရောင်းကောင်းတာကြောင့်ယောက်ျားဖြစ်သူပါတခြားအလုပ်မလုပ်တော့ပဲအတူတူဈေးရောက်ကြတာပါ ကျမဒီကိုလာတာအကိုစီကဘာမှတောင်းမှုမဟုတ်ဘူးနော်သူကကျမအိမ်မှာတည်သွားတယ်ဆိုတော့ကျမပဲတကြိုပေးရမှာပေါ့အကိုသူ့ကိုစိတ်ဆိုးပြပြီးအတူတကြိုပေးစီချင်တာပါသူ့ကိုကောင်းတဲ့နေရာရောက်စေချင်ုံပါ သူပြောတာနားထောင်ရသလောက်လဲယုံကျင်စရာဗျဒါပေမဲ့ကျုပ်လည်းဒီညတထားကျုပ်စီကိုလာရင်အကုန်သိရမှာပဲလို့တွေးထားလိုက်တယ်အဲ့ဒီအမျိုးသမီးကပတ်စံလာလိုက်တာမဟုတ်ဘူးဆိုရင်ဘာလို့တထားသေးပြီလို့လာလိမ့်ပြောလဲကျုပ်မတွေးတတ်တော့ပါဘူးကျုပ်နဲ့အဖေနဲ့တယောက်မျက်နှာတယောက်ကြည့်လိုက်မိကြတယ်ကျုပ်လည်းမှောင်းလာတာနဲ့တဲကိုပြန်လာပြီးတထားကိုစောင့်နေခဲ့တယ်ဗျဒါပေမဲ့မိကနေအိပ်ပျော်သွားပြီးကျွဲတွေအော်တန်ကြမှာပြန်နိုးလာခြင်းတဲပေါ်ရောက်နေပြီဖြစ်တဲ့တထားကိုတွေးလိုက်ရတယ်မျိုးကနေလာပြီးတော့တထားသေးပြီလို့လာပြောတယ်သူရှိတယ်တထားဘာမှပြောပဲအရေးမကြီးတယ်လို့ငြိမ်းနေတယ်ဗျအကိုအရန်စိတ်ဆိုးတာပဲ ထားလိုက်ပါသူပြောချင်တယ်လို့ပြောပါစေကျမတို့ကိစ္စပိုရေးကြည့်ရယ် ဟုတ်တယ် ကျမတို့အတူသိကြရအောင် တထားအရင်ညလိုပဲမပြောင်းလဲပါဘူးမလုပ်ပါနဲ့အဲ့လိုမတွေးရအောင်နော်အကိုတို့မှဖြည့်ရှင်းလို့ရတဲ့နည်းလမ်းတွေရှိပါတယ်အကိုစဉ်းစားထားပြီအကိုကတထားကိုချစ်နေပြီးတော့အဖေကလည်းသဘောတူတာမို့လို့မြို့ပေါ်ခဏတက်သွားတယ်လို့ပြောလိုက်မယ်အခုမှအကိုကိုလည်းတနာပြီးအဖေကလည်းအသက်ကြီးပြီဆိုတော့အနားယူရအောင်အလုပ်ကူလုပ်ဖို့ပြန်လာတယ်လို့ပြောလိုက်မယ်လေတထားကဘာမပြောဘဲငြိမ့်နေခဲ့တယ်ဗျတေးဖို့တွေးတယ်ဆိုတာမကောင်းတဲ့အတွေ့ပဲဖြစ်လာတာကိုရင်ဆိုင်ရမယ်ဘာလို့အရှုံးပေးရမှာလဲ အကိုပြောတာမှန်ပါတယ်ဒါပေမဲ့အကိုကျမကိုချစ်ပေမဲ့ဘယ်လိုလုပ်လီမယားတွေဖြစ်နိုင်မလဲ ဘာလို့လဲကျုပ်လည်းသိကျင်စိမ့်နဲ့မေးလိုက်တယ်တထားအကိုကိုလက်မခံနိုင်သေးဘူးမလား အခုကျမအကိုကိုချစ်ပါတယ် ကျုပ်လည်းသူပြောတဲ့စကားကြောင့်ငငယ်လေးကချစ်ခဲ့ရတဲ့သူမလို့ထကုံမိမတန်ပြောတော့တာပေါ့ဒါဆိုအဖေကိုကြောက်လို့လားအဖေလက်ခံစီရမယ်လို့အကိုအာမခံတယ် အဲ့ဒါဆိုရင်တော့ကျမတို့လီမယားမဖြစ်နိုင်သေးဘူး ဘာလို့လဲအကိုနားလည်အောင်ပြောစမ်းပါကျုပ်ဘာပြောပြောနားမထောင်မနဲ့တေးဖို့ပဲတွေးထားတဲ့တတ်ထားကိုစိတ်ညစ်စွာပြောခဲ့မိတယ်ကျုပ်တို့နှစ်ယောက်လုံးသေးသွားရင်အဖေဘယ်လိုနေမလဲကျွေးမှုခဲ့တဲ့ကျေးဇူးကိုစအောင်မယ်လေ ကျမပြောပြမယ်သူတို့ပြောသလိုပဲ
ကျမတကယ်သိသွားပြီ ဘာလို့ရှောက်ပြောနေရလဲမင်္ဂလာမရှိတာတွေ ရှောက်ပြောနေရမဟုတ်ဘူးဒီမှာကြည့်လေ သူမတဲဖို့ခုံချသွားပြီးမြေပြင်ပေါ်မှာသွားရလိုက်ခါဒေဗီသားသူတွေရဲ့ပုံစံလိုပြောင်းလဲသွားခဲ့တယ်ဗျကျုပ်တဲဖို့ကနေပြုတ်ကြမတက်လန့်မိသွားခဲ့တယ်ခဏနေတော့လှပတဲ့တထအဖြစ်ပြန်ပြောင်းသွားတယ် မင်းမမို့လားအတော်သူစားတို့အိမ်မှာကျမကိုတက်တည်လိုက်တာအကိုကကျမယောက်ျားဖြစ်ချင်နေဆိုရင်လိုက်တက်တည်မှရမယ်မြန်မြန်ကြိုးယူလိုက်မြန်မြန်လုပ်တော့ မလာဘူးကျွေးတွေလန့်သွားပြီးတထကိုမောထုတ်လိုက်တယ်ဗျ တိုင်းအဖေတိုင်းဘယ်မှာလဲ ကျုပ်တဲပေါ်ကခုံဆင်းပြီးအိမ်မော်ပြည့်တက်သွားခဲ့တယ်ဒေါ်သူသားတို့လည်းလန့်တော့တာပေါ့ မနေ့ကမင်းပြောတွေကငါထင်သားပဲအဲ့ဒါကြောင့်ကြိုးဆောင်နေတာမဟုတ်ရင်မင်းသေးတော့ပြီ ကျုပ်တကိုယ်လုံးတုံကဘာမှမပြောနိုင်ပဲငိုကြွေးခဲ့တယ်တထကကျုပ်ကိုအတင်းလိုက်သေးခိုင်းတဲ့အတွက်ကြောက်လဲကြောက်စိတ်မကောင်းလဲဖြစ်မိခဲ့တယ်ဗျအဖေကကျုပ်တတိဝင်လာအောင်ခေါင်းကိုမော့ပြီးအရက်တစ်ခွက်တိုက်လိုက်တယ်မနဲ့မိုးလင်းတဲ့အထိကျုပ်စိတ်ထဲနေလို့မကောင်းပဲကြောက်စိတ်နဲ့အတူအရာအလုံးကိုတတိထားနေခဲ့မိတယ်ဗျခြံနဲ့ပြန်မထည့်ရသေးတဲ့ကျုပ်သားကြီးကိုလည်းစိတ်ပူမိတယ်လိမ်မာလိုက်တဲ့ကျုပ်သားတွေဗျာမနဲ့မိုးလင်းတော့အရက်တစ်ခွက်ထပ်တော့လိုက်ပြီးအပြင်ထွက်ကြည့်တော့မျက်စားနေတဲ့ကျွဲတွေကိုတွေးလိုက်ရတယ်ကျုပ်လည်းအစားထပ်ဖြည့်ပေးလိုက်တာပေါ့အဖေကမြို့ပေါ်ကတထားရဲ့အလောင်းကိုတကြိုပေးဖို့ဆုံးဖြတ်လိုက်တယ်ကျုပ်ကတော့အိမ်ကိုပူရကျွဲတွေကိုပူရဆိုပေမဲ့အိမ်မှာတယောက်တည်းလည်းမနေရဲဘူးဗျကျုပ်တထားကိုတကယ်ကြောက်တာပါ ဦးလေးသိန်းတထားကိုသွားတယ်ဆိုတော့ငါတို့ဘာဒုက္ခရောက်ကြရတာပဲ တကြီးလည်းအတူသွားတာလား မကူညီလို့ရမလားနေတိုင်းတွေ့နေရတဲ့သူတွေပဲဟာငါလည်းကျွမ်းနှကောင်ခေါ်ပြီးတော့တက်မောင်နဲ့အတူတွားအိပ်ပြရတာပေါ့ စိတ်မရှိပါနဲ့ဗျအခုဥသက်မောင်လူပြိုကြီးပဲလားမဟုတ်ပါဘူးကျုံမှာကလေး2ယောက်တောင်းရနေပြီအားလုံးကအကုန်ရီမုန်းနေခဲ့ကြပါတယ် ဖူးစာချင်းရတော့တာပေါ့ ဟုတ်တယ်အဖေရှာပေးတာပဲလိုက်ဖက်ပါတယ်ကျွန်တော်လိုမဲမောင်နေတဲ့အသားရင်နဲ့တထားလောက်မလှပေမဲ့လည်းသူနဲ့အတူတူနေလာရင်အိုလာကြတာပါပဲဗျာအားလုံးရီမောခဲ့ကြပြန်ပါတယ်ဒီတစ်ခေါက်ခကြီးကသူတို့အတွက်တရေအကြောင်းနောက်တစ်မျိုးထပ်သိခွင့်ရလိုက်တယ်လို့လယ်တွေနဲ့ကျွဲတွေကိုချစ်တဲ့လူရိုးကြီးရဲ့လွမ်းဆုပ်ဖွေရအချစ်ဇာလန်းကိုလည်းသိခွင့်ရလိုက်ကြတယ်ဗျကျေးဇူးရှင်ကိုကျေးဇူးတည်တတ်ပြီးစိတ်ပိုင်းဆိုင်ရာလေးလူရှုထပ်ခိုင်းရတာတောင်းမှပဲကျေးဇူးတရားကိုမမေ့တဲ့ဂျိုးသားကြိုးစားတဲ့သူပဲဖြစ်ပါတော့တယ် CKO မှာဖုန်းဖြည့်ရေးဆွဲနိုင်မဲ့ 2D animation ကာတွန်းသင်တန်းကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ software သွင်းပြီး animation အခြေခံမှစတင်ပြီးတော့အခုဗီဒီယိုမှာပါတဲ့ animation movie တွေကိုဆွဲနိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ social media မှာ animation story ဖန်တီးပြီးတော့ဝင်ငွေရှာလိုတဲ့သူတွေကာတွန်းနည်းပညာနဲ့မိမိရဲ့စိတ်ကူးရင်ကဘာကိုဖန်တီးလိုသူတွေဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ CKO ကဖန်တီးထားတဲ့ဗီဒီယိုတွေအတိုင်းစိတ်ဝင်စားဖန်တီးခြင်းသူများအတွက် CKO မှာ Yo-Yo Class နဲ့ Master Class ဆိုပြီးတော့သင်တန်း2မျိုးဖွင့်ပေးထားပါပြီခင်ဗျာမိမိကျန်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကျင်အောင်မေးလို့ရပါပြီနော် Facebook group Telegram channel ကနေ CKO team မှာ 2D animation manager ကိုယ်တိုင်ဗီဒီယိုသင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်သင်တန်းကြီးအနေနဲ့ကတော့အခု February လအတွင်းမှာအနံသူများအတွက် Yo-Yo Class 2သိန်းကျပ် Master Class 3သိန်းကျပ်နဲ့သင်ကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာသင်တန်းသားအကန့်အသတ်ရှိသလိုသင်တန်းကြီးကလည်း February လကုန်တာနဲ့ပြောင်းလဲတော့မှာဖြစ်လို့အခုအပ်ချင်အခုပဲအပ်လို့ရပါပြီခင်ဗျာ